အစိုးရထဲကနေအကောင်းကိုမြင်တတ်တဲ့သူဟာပျော်လဲကြနေရင်တော့ပြန်လဲစတင်ဖို့အတွက်အားအင်တွေအတွေးခေါ်အမြင်သိတွေအမြဲတမ်းရှိနေတတ်ပါတယ်မင်္ဂလာပါကိုကိုကြီးပုံပြောမယ့်စနေကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကိုကိုကြီးကဒီအချင်းညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံမြင်လေးရတော့အကောင်းမြင်စိတ်ဆိုတဲ့မြမရွရပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ပေါ့ကွယ်စီယန်နော်ပါတဲ့လူတူဟာကောင်းမွန်တဲ့အိတ်တလုံးကိုလိုချင်တာမို့နေ့ပေါင်များစွာပေပေပပန်းအလုပ်လုပ်ခဲ့ပြီးတော့တပြတစ်ချက်မှမလင်းလွင့်ရလေအောင်စုဆောင်ခဲ့ပါတယ်နေ့ပေါင်20ကြာပြီးတဲ့ခါမှာတော့အိတ်တလုံးစတင်ဆောက်တည်ဖို့အတွက်ငွေကြေးစုဆောင်မိလာခဲ့ပါတယ်ဒီလုံနဲ့သူဟာအုတ်တခြားချင်းစုဆောင်ပြီးတော့အိမ်ကိုစတင်တီးဆောက်ခဲ့ပါတယ်နောက်ဆုံးမှာတော့အိမ်ကတီးဆောက်လုပ်ပြီးသွားပါပြီဒါပေမဲ့သူကအိမ်တိလေးစီတော့မပြောင်းသေးပါဘူးနေ့ကောင်ရက်သားရက်ရစွာရွေးပြီးတော့မှချစ်ရတဲ့ဇနီးသားသမီးတွေနဲ့အတူအိမ်အတိတ်ကိုပြောင်းမယ်လို့စိတ်ကူးခဲ့ပါတယ်နောက်နေ့ဆိုရင်တော့အိမ်အတိတ်လေးမှာစတင်နေလို့ရပါပြီဒါပေမဲ့သူတို့ရက်ရော်ဒေတာကိုဆိုရွာပြစ်ထန်လာတဲ့ငလင်ကြီးတစ်ခုလောက်ခတ်သွားခဲ့ပါတယ်ပုံမြင်တဲ့အမျိုးသားရဲ့နေအိမ်အတိတ်လေးကလည်းပြိုကျပျက်စီးသွားခဲ့ပါတယ်ကျိုးစားတိဆောက်ခဲ့တဲ့မြအရာအလုံးဟာမြေပြင်ပေါ်မှာတစားစီပြန့်ကျင်နေလို့တာပေါ့ကွယ်ဒီအဖြစ်အပျက်ကိုမြင်တဲ့အခါမှာတော့အမျိုးသားဟာဈေးကိုသွားပြီးတော့မှုတ်ပဲတေးစာတွေဝယ်ယူခဲ့ပါတယ်အဲ့ဒီမှုတ်ပဲတေးစာတွေကိုတည်ယူပြီးတော့ပြိုကျနေတဲ့သူ့ရဲ့အိမ်ရှိရာကိုဝမ်းမြောက်ရွှင်လန်းစွာသွားနေတော့တာပေါ့ဟိုလင်းရောက်ရောလူတွေမှအုံခဲနေတာပဲနေတော့မနေလဲရတဲ့အိမ်တိလေးတွေစိတ်မကောင်းဖြစ်လို့လာကြည့်နေရတာပေါ့ခွဲဒါပေမဲ့အမျိုးသားကတော့ပြိုကျနေတဲ့အိမ်ကလေးကိုလာကြည့်ကြတဲ့သူတွေကိုမှုတ်ပဲတေးစာတွေဝေငှပေးနေတာပေါ့ကွယ်သူကအရန်ကိုပျော်ရွှင်နေတာပေါ့အဲ့ဒါကိုတွေ့တော့မိတ်ဆွေတယောက်ကစိတ်မကောင်းစွာနဲ့မေးတော့တာပေါ့ခမည်းယူများသွားတာလားဘာဖြစ်လို့စိတ်မကောင်းမဖြစ်ရတာလဲဒါကိုအိမ်ရှင်မျိုးသားကပြုံးပြီးပြဖြစ်လိုက်တာကတော့အိမ်ပြိုသွားတာကဝမ်းသာစရာပါပဲဗျာတကယ်လို့များငလင်ကတာနှုံးရက်လောက်နေမှလှုပ်လို့အိမ်ပြိုကြရင်ကျွန်တော်မိသားစုကအိမ်ထဲမှာရှိနေမှာလीဇနီးနဲ့သားသမီးတွေထိခိုက်သွားမှနဲ့နိုင်ရှင်းရင်အိမ်ပြိုကြတာဟာအများကြီးတက်တာလို့ဝမ်းသာစရာကောင်းပါတယ်အိမ်ကပြန်တီချောက်လို့ရပါတယ်ကျွန်တော်ချစ်တဲ့သူတွေကိုထိခိုက်လို့မရဘူးလေဒီတော့မှရွာသားတွေကအမျိုးသားရဲ့ကောင်းမှုနဲ့ရှုထောင့်နဲ့မြင်တတ်တဲ့အမြင်ကိုတဘောပေါက်သွားကြပါတော့တယ်ဘဝမှာစိတ်ဆင်းရဲစရာတွေနဲ့ကြုံလာတဲ့အခါမှာစိတ်ချမ်းသာစရာတွေကိုအပြုသဘောဆောင်တဲ့ရှုထောင့်ကနေမြင်အောင်ကြည့်တတ်မယ်ဆိုရင်စိတ်သက်သာရပြီးတော့ကိုယ့်ခီးကိုဆက်လက်ကြည့်တတ်နိုင်မှာမဟုတ်ပါလားကျေးဇူးသူရောက်စီတန်းကိုလည်းကျေးဇူးအထူးရှိပါတယ်ကောင်းသောညကလေးကိုပိုင်ဆိုင်နေကြပါစေနော်